Hello မင်္ဂလာပါရှင်ဒီနေ့ခင်ဘာလုပ်မလဲဆိုတော့တနေ့ကဝယ်ထားတဲ့ကြောက်ပိုးကြော်မှာပေါ့နော်ကြောက်ပိုးကြော်မှာဖြစ်ပါတယ်ဒီမှာစီပူလေးနဲ့ကြော်မှာဖြစ်ပါတယ်ကြောက်ပိုးလေးတွေပါတနေ့ကဝယ်ထားတဲ့ကြောက်ပိုးလေးရှိမှလေဒီကြောက်မှာလာပြီးတော့မှခွာသွားတဲ့ကြောက်ပိုးတွေ6လမ်းထားတယ်အဲ့ဒါကိုကြော်မှာပါပူလေးကြော်ပါမယ်ရပြီလို့ဆိုရပြီဆယ်လို့ရပြီရပြီသူကမှဝက်ခောက်လို့ဖြစ်တာဝက်ခောက်ပွားပြီးတော့ဒါချက်ကြလာမယ်ကောင်းလုံးကြလာပေါက်ပါကဲမိမကြော်ကျွေးတဲ့ special ကြောက်ပို့စားရုံပဲပူရနော်ကြော်ထားတာကိုပူနေနေလေးခါလိုက်အောင်ရှင်းလေးနဲ့ပြီးဒါစားလို့ကောင်းတယ်ကောင်းလားတော့ခောက်လို့ပဲနော်ခောက်နဲ့တူတယ်နောက်နေ့ကဘယ်လိုချောင်းကြော်လို့ဆိုင်အောင်这里来才高，高了，咋？这背到，ခုတသိန်းနဲ့မေးကြည့်တာ这背上去了，背呢？သူကတော့ဒီဘက်တရင်နိုင်တိုင်းဘက်ပဲစား咱们哎呀，没弄啊，这背上没事，这我别说，တဝက်မပြည့်ဘူး这我那么别，这都炒烂他的，你那边是多手表？ရန်ကုန်တို့ဘာလို့မရှိဘူးလေတခြားအထက်ပိုင်းမရှိဘူးကျွန်းဟောက်ပေါ်မှာရောင်းလိုက်ရမှာကျွန်းလာလဲတဲ့လူတွေကျွေးရမှာကျွန်းလာလဲလို့ရှိရင်ကြောက်ပိုးလေးကျွေးမယ်ဒါမှသူတို့စမဝယ်ရမှာ这里呀，后来唱叫了唱不高嘛，真的，这边叫好两丢，哎呀，高嘛呗，这就出去没？ဟုတ်မယ်高呢？ရန်ကောင်း对，coffee လေးနဲ့မီးမယ်နော်ဒီဆူရ coffee လေးနဲ့နည်းလေးအနေထားရအောင်ကိုတက်တစ်ခွက်
ကော်ဖီလေးနဲ့မီးပါမယ်အမလီကောင်းလိုက်တော့ကြောက်ပိုးလေးရဲ့ကော်ဖီလေးရဲ့မီးတာပါရှင်ဒီရဲ့ကြောက်ပိုးလို့လေပငိုလို့လည်းခေါ်သေးရဲ့နော်ဒီကလူတွေကပငိုလို့လည်းခေါ်ကြတယ်ကြောက်ပိုးအစားကြည့်နော်ဒါဟိုဝက်ခောက်လို့လည်းဝါမှာမဟုတ်ဘူးchú cô tạ တောက်ပြီးမှတောက်တော့မယ် hai bà lại phật cô ta đó lại phật